ဖုန်ကြီးကိုတောင်မေးမြောက်မေးနဲ့ဒီတာဘာမောက်ခထင်နေလို့လားတဲ့ဒီစကားဟာမှားပါတယ်နော်ဘာသာရေးမှာမသိရင်မေးရပါမယ်မေးမှအမှန်ကိုသိပြီးအမှန်ကိုရောက်မှာပါမိစီမနိကေဥပရိပါဏာတပါဠိတော်ဝိပင်္ဂဝတ်သုလကမ္မဝိပင်္ဂတုံမှာမြတ်စွာဘုရားကိုသူဘလူလင်မေးလျှောက်တဲ့ပု္ပ္ပာ14ချက်ဆိုတာရှိပါတယ်အဲ့ဒီပု္ပ္ပာ14ချက်ထဲမှာမြတ်စွာဘုရားလူချင်းတူပါလျက်တချို့သောလူတို့သည်ပညာရှိကုန်၏တချို့သောလူတို့သည်ပညာမဲ့ကုန်၏ဘာကြောင့်ပါလဲဘုရားဆိုတဲ့အချက်ပါပါတယ်အဲ့ဒါကိုမြတ်စွာဘုရားကจิตသားသူပါတချို့သောလူတို့သည်တမနာဗျမနာတို့ထံချင်းကပ်၍အဘယ်တရားသည်ကုသိုလ်တရားမိပါသနည်းအဘယ်တရားသည်အကုသိုလ်တရားမိပါသနည်းအဘယ်တရားသည်မှီဝဲထိုက်ပါသနည်းအဘယ်တရားသည်မမှီဝဲထိုက်ပါသနည်းအဘယ်တရားကိုမှီဝဲရင်ကုသိုလ်ဖြစ်ပါသနည်းအဘယ်တရားကိုမှီဝဲရင်အကုသိုလ်ဖြစ်ပါသနည်းစသည်ဖြင့်မေးမြန်းကြ၏ဤကဲ့သို့မေးမြန်းသောလူတို့သည်ပညာရှိအမျိုး၌သာဖြစ်ကုန်၏မမေးမမြန်းသောလူတို့သည်ပညာမဲ့အမျိုး၌သာဖြစ်ကုန်၏လို့ဖြေကြားတော်မူပါတယ်ဒါကြောင့်မေးမြန်းခြင်းဟာပညာကိုတိုးပွားစေတဲ့အတွက်မသိရင်မေးရပါမယ်နော်